မင်္ဂလာပါခင်ဗျာနေ့စဉ်ကျမ်းမှာ YouTube channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လေဖြတ်တဲ့အခါအချိန်ကတင့်ရဲ့အသက်ပါပဲ10 စက္ကန့်ချင်းစီ10 မိနစ်ချင်းစီဟာလူတစ်ယောက်ရဲ့အသက်ရှင်ခွင့်နဲ့နောက်ဆက်တွဲမတ္တစွမ်းမှုမဖြစ်အောင်ကာကွယ်ဖို့အတွက်အရန်ကိုအရေးကြီးပါတယ်လေဖြတ်ခြင်းဆိုတဲ့အရာဟာရုတ်တရက်ဖြစ်ပွားတတ်တဲ့ယောဂဖြစ်ပါတယ်ဒါပေမဲ့လေမဖြတ်ခင်အစောပိုင်းကာလတွေမှာမိမိရဲ့ခန္ဓာကိုယ်ကနေပြီးတော့သတိပေးချက်လေးတွေပေးလိရှိပါတယ်ဒီလက္ခဏာတွေကိုသင်ကိုယ်တိုင်စောစောသိရင်ဒါမှမဟုတ်သင်ရဲ့မိသားစုဝင်တွေထဲမှာဒီလက္ခဏာတွေကိုသိခဲ့မယ်ဆိုရင်သင်နဲ့သင်မိသားစုတွေရဲ့အသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်ဒီကနေ့မှာတော့လေမဖြတ်ခင်မိမိခန္ဓာကိုယ်ကပေးတဲ့အရေးကြီးဆုံးအချက်ပေးလက္ခဏာ5မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1တစ်ချက်မျက်နှာပုံစံပြတ်ခြင်းပြုံးခိုင်းကြည့်တဲ့အခါမျက်နှာတစ်ချမ်းကတွဲကျနေတာမျိုးတွေပါဇက်ရွှဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်တစ်ဖက်နဲ့တစ်ဖက်မညီတော့ဘူးဆိုရင်ဒါဟာအစောပိုင်းလက္ခဏာတွေဖြစ်ပါတယ်နံပါတ်2အချက်လက်မမြောက်နိုင်ရင်ဒါမှမဟုတ်ရင်အားနည်းခြင်းပေါ့လက်နှစ်ဖက်လုံးကိုမြောက်ခိုင်းကြည့်ပါလက်တစ်ဖက်ကအားမရှိသလိုဖြစ်ပြီးတော့ပြန်ကျသွားတာဒါမှမဟုတ်ရင်ထုံကျင်နေတာမျိုးတွေဖြစ်တတ်ပါတယ်လက်နဲ့အလားတူခြေထောက်တွေမှာလည်းအဲ့ဒီလိုမျိုးဖြစ်နေတတ်ပါတယ်နံပါတ်3အချက်စကားပြောဆိုမှုခက်ခဲလာခြင်းစကားပြောတဲ့အခါမှာရှာရီလေးနေတာဒါမှမဟုတ်ရင်စကားလုံးပိပိတတမထွက်တော့တာဒါမှမဟုတ်တခြားသူပြောတာကိုနားမလည်တာမျိုးတွေတခြားသူကိုမိမိကစကားပြောလိုက်မဲ့အခါမျိုးကြရင်တခြားသူကနားမလည်တာမျိုးတွေဖြစ်လာတတ်ပါတယ်နံပါတ်4အချက်ရုတ်တရက်အမြင်အာရုံတွေချိုယွင်းလာပါမယ်မျက်စိတစ်ဖက်ဒါမှမဟုတ်ရင်နှစ်ဖက်လုံးကရုတ်တရက်ဝေဝါးသွားတာကိုယ်ရသွားတာဒါမှမဟုတ်ပုံရိပ်တွေနှစ်ထပ်မြင်ရတာမျိုးတွေဖြစ်တတ်ပါတယ်ပြင်းထန်သောခေါင်းကိုက်ခြင်းတွေဖြစ်တတ်ပါတယ်နံပါတ်5အချက်ကဟန်ချက်မထိန်နိုင်ခြင်းလမ်းလျှောက်ရင်ရိမ့်ထိုးနေတာမူးဝေပြီးတော့ဟန်ချက်မထိန်နိုင်တာတွေကလည်းသတိထားရမယ့်အချက်တွေဖြစ်ပါတယ်ဒါပေမဲ့အရေးအကြီးဆုံးအချက်ကလေဖြတ်တဲ့လက္ခဏာစဖြစ်ပြီဆိုရင်အချိန်ကအသက်ပဲလက္ခဏာတွေကခဏလေးဖြစ်ပြီးတော့ပြန်ပြောက်သွားရင်မီနီစတုတ်လို့ခေါ်တဲ့အခြေအနေမျိုးပေါ့ကျွန်တော်တို့ပေါ်စားလို့မရပါဘူးအမြန်ဆုံးဆေးရုံဆေးခန်းတွားရောက်ပြီးတော့ပြသပေးရပါမယ်ဒါကတော့လေဖြတ်ခံပြီးမိမိရဲ့ခန္ဓာကိုယ်ကနေပြီးတော့ပြသနိုင်တဲ့အစောပိုင်းလက္ခဏာ5ချက်ဖြစ်ပါတယ်